မင်္ဂလာပါဒီနေ့မှာတော့ကင်ချီလုပ်ပြပါအောင်ဆိုပြီးတောင်းဆိုထားတဲ့သူများအတွက်ကင်ချီလေးလုပ်ပေးပါမယ်ခင်ဗျာကင်ချီထဲဖို့ကြတော့ရိုးရိုးကင်ချီတွေမဟုတ်ဘဲနဲ့မုံညင်းဖြူရောကျက်သွတ်မိတ်ကောမုံရွာဥတွေရောထည့်ထားပါတယ်ခင်ဗျာအရင်ဆုံးရေစေးတန့်စင်ထားတဲ့မုံလာဥတွေနဲ့မုံညင်းဖြူတွေကိုစားရည်စိမ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာစားရည်ကိုနာရီဝက်45မိနစ်လောက်စိမ်ပေးရမှာဖြစ်ပါတယ်ဒီစားရည်စိမ်တဲ့အခါမှာမုံလာဥတွေနဲ့မုံညင်းဖြူတွေကစားရည်နဲ့ပျော့သွားတဲ့အခြေအနေထိစိမ်ထားပေးရမှာဖြစ်ပါတယ်ခင်ဗျာစားရည်စိမ်ပြီးလို့မုံညင်းဖြူတွေနဲ့မုံလာဥတွေနဲ့ပျော့သွားပြီဆိုရင်တော့ရေကို2ထပ်3ထပ်စားရည်အရသာကုန်သွားတဲ့အထိဆေးပေးရမှာဖြစ်ပါတယ်စားရည်စိမ်တို့ကစားရည်ကိုအများကြီးထည့်ထားတာဆိုတဲ့အခါကျတော့ငံတက်တဲ့အတွက်ကြောင့်စားရည်ကိုပြောင်းပြောင်းဆေးပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ဆန်မုတ်ကိုအနှစ်ရတဲ့အထိကြိုထားပေးရမှာဖြစ်ပါတယ်ခင်ဗျာဆန်မုတ်ကိုထည့်တဲ့နေရာမှာကိုယ့်ရဲ့မုံညင်းအနှင်းများမူတည်ပြီးတော့ချိန်ထည့်ရမှာဖြစ်ပါတယ်များလို့ရှိရင်ချင်းသွားတတ်ပါတယ်ခင်ဗျာပြီးရင်တော့ကျက်သွန်ဖြူနေခြင်းနဲ့တက်တော်သီးတွေကိုချိန်ပေးရမှာဖြစ်ပါတယ်ခင်ဗျာတက်တော်ဖြူနေခြင်းနဲ့တက်တော်သီးအနှစ်ရပြီဆိုလို့ရှိရင်တော့စပြီးတော့ကင်ချီထည့်ဖို့အတွက်အနှစ်လောက်ပါတော့မယ်ခင်ဗျာခုနကြိတ်ထားတဲ့ကျက်သွန်ဖြူနေခြင်းနဲ့တက်တော်သီးတွေရဲ့မြူသီးအယောင်တင်မှုတ်ထည့်ပါမယ်ဒါကတော့ဆက်တဲ့အမှုတ်ပါနောက်ထပ်ထည့်တာကတော့မဆက်တဲ့အမှုတ်ဖြစ်ပါတယ်အရသာအတွက်စားအနှင်းငယ်ငါးငက်ပြားရီအနှင်းငယ်ပြီးရင်တော့တကြားအနှင်းငယ်ထည့်ရမှာဖြစ်ပါတယ်အရသာတွေရောမိမိစိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်ရည်စည်းလုံးကပြချထားတဲ့မုံညင်းဘက်ကလေးတွေရဲ့ပြီးတဲ့ခါကျတော့ကျက်သွန်မိတ်လေးဖြတ်တောက်ထားအနှင်းငယ်နဲ့ဆန်မှုကျူထားတဲ့အနှစ်တွေကိုထည့်ပြီးတော့တမမတအောင်နယ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီအရွက်ကလေးနေထားတဲ့အနှစ်ကိုတော့မုံညင်းဘူးကြီးကြားထဲမှာကျွန်တော်တို့ကထည့်ရမှာဖြစ်ပါတယ်ကဲဒါကတော့ကျွန်တော်အပြောဆုံးချိန်မှာစပြီးတော့ကင်ချီထည့်ရတော့မှာဖြစ်ပါတယ်ခင်ဗျာဒီမုံညင်းဘက်ကြီးတွေရဲ့တလွာချင်းစီကိုခုနထည့်ထားတဲ့အနှစ်ကလေးတွေကိုချိန်ဆပြီးတော့မနှဲမများလေးတွေထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုးတလွာချင်းတုပ်လင်းချင်းကအရသာကိုလည်းပုံဝင်စီပြီးတော့ကင်ချီလေးကအရန်လဲစားလို့ကောင်းမွေးလဲမွေးပါတယ်အနှစ်ထည့်တာအရန်များရင်လည်းအရန်ချင်သွားတတ်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်ချိန်ဆပြီးထည့်ရမှာဖြစ်ပါတယ်အဲ့လိုအနှစ်တွေထည့်ပြီးသွားပြီဆိုရင်တော့ရေစေးတန့်စင်ပြီးတော့အချောက်ခံထားတဲ့ဘုံတန့်လေးတွေမှာထည့်ပြီးတော့တင်ထားပေးရမှာဖြစ်ပါတယ်ခင်ဗျာမုံညင်းပြူတွေတုံးပြီးဆိုတော့ကျွန်တော်ကမလာဦးတွေနဲ့ကျက်သွန်မိတ်တွေကိုကင်ချီထည့်ပါမယ်သူတို့တော့ကျန်တဲ့အနှစ်လေးနဲ့ပဲနေလိုက်ပါတယ်ခင်ဗျာပြီးရင်တော့ခုနထည့်ထားတဲ့မုံညင်းပြူတွေအပေါ်ကနေပြီးတော့ကျက်သွန်မိတ်တစ်ထပ်မုံလာဦးတစ်ထပ်ထပ်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကကင်ချီစားတဲ့အခါကျလို့ရှိရင်မုံညင်းပြူတစ်ခုလေးစားရတာရိုးတဲ့အခါမျိုးကြလို့ရှိရင်အခုလိုမျိုးမုံလာဦးလေးတွေကျက်သွန်မိတ်ကလေးတွေနဲ့တခွားသီးလေးတွေထည့်ပြီးစားရတာကိုချမ်းနေတတ်ပါတယ်ခင်ဗျာဒီကင်ချီလေးထည့်လိုက်လို့ရှိရင်သမင်းပူလေးနဲ့ပဲစားစားခေါက်ဆွဲပြုတ်လေးနဲ့ပဲစားစားအရင်လိုက်ဖက်ပါတယ်ကဲထည့်ပြီးသွားပြီဆိုတော့ရေခဲတာတွေကိုတမ်းမထည့်ဘဲနဲ့အခန်းအပူချိန်နဲ့အပြင်မှာ2ရက်3ရက်ထားရမှာဖြစ်ပါတယ်2ရက်3ရက်နေရင်တော့စပြီးချင်းလာပြီပေါ့နော်ပြီးရင်တော့ရေခဲတာတွေမှာသိမ်းပြီးတော့နှစ်ပတ်အောင်ထားပြီးစားလို့ရပါတယ်ခင်ဗျာကဲဒါလေးကတော့ကင်ချီလေးနက်သွားတဲ့အချိန်လေးဖြစ်ပါတယ်ခင်ဗျာအရင်လဲစားလို့ကောင်းပါတယ်နောက်ထပ်ဘလော့တွေမှာထပ်မံဆုံတွေ့ပါအောင်မယ်ခင်ဗျာအားလုံးပဲတက်တာပါ